ကျွန်တော်ဟာတာမန်ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့သူတယောက်ပါဒါပေမဲ့ပါတီပွဲတစ်ခုမှာကျွန်တော်အရက်အလွန်ကြုံမှုသွားပြီးကိုယ့်ရဲ့အမျိုးသမီးအထက်လူကြီးနဲ့မလုပ်သင့်မလုပ်ထိုက်တဲ့အမှားမျိုးလုပ်မိခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်ရေးစားကလည်းကျွန်တော်ကိုတစ္ဆာဖောက်သွားခဲ့ပြန်တယ်အခုတော့ကျွန်တော်ရဲ့ဘတ်စာပဲကျွန်တော်ရေးစားဖြစ်လာခဲ့ပါပြီကျွန်တော်ဟာကိုဘတ်စ်ကိုကိုဝင်ရှိအောင်လုပ်မိခဲ့တာပါမနဲ့အိယာနိုးလို့ကြည့်လိုက်တဲ့အခါကျွန်တော်ခန္ဓာကိုယ်မှာအဝတ်စားတစ်ထည်မှမရှိပဲကတင်ပေါ်ရောက်နေတာကိုသတိပြုမိတယ်ဘေးမှာလည်းမိန်းကလေးတစ်ယောက်ရှိနေပါတယ်အခုဘယ်နှစ်နာရီရှိပြီလဲဖုန်းကောဘယ်မှာလဲဆိုပြီးဟိုဒီလိုက်ရှာမိတယ်အဲ့ဒီအချိန်မှာကျွန်တော်လက်ကရင်သားစီရောက်သွားတယ်မဟုတ်သေးပါဘူးဒီခံစားချက်ကတခုခုမှနေပြီးကျွန်တော်ရေးစားရဲ့ရင်သားကဒီလိုပုံစံမျိုးမဟုတ်ဘူးကျွန်တော်လက်ဖြတ်သွားပြီးမျက်နှာတစ်ခုလုံးဖြူရော်သွားတဲ့တေဆန်းတာဘာတွေဖြစ်နေတာလဲလှည့်ကြည့်လိုက်တော့ကတင်ပေါ်မှာကျွန်တော်နဲ့အတူရှိနေတာကကျွန်တော်ရဲ့ဘတ်ဖြစ်နေပါတယ်ကျွန်တော်အုံနောက်တွေချက်ချင်းအလုံးမလုပ်တော့ပဲကြောင်ဝမ်းသွားရတယ်ဒါတွေအားလုံးကဘာတွေလဲကျွန်တော်ဟာကိုဘတ်စ်နဲ့အဲ့ဒီလိုကိစ္စမျိုးတွေလုပ်ခဲ့မိတာလားကျွန်တော်ဘာတွေလုပ်မိလိုက်တာလဲကျွန်တော်ရှိမှအိပ်ပျော်နေတဲ့ဘော်ဆိုကြည့်ပြီးပို့လို့တောင်လန့်သွားရတယ်ခန္ဓာကိုယ်တွေကဝိညာဉ်ပဲထွက်သွားတယ်လို့မျိုးအော်ဟစ်မိတော့မလို့ဖြစ်သွားပြီးမျက်နှာတစ်ခုလုံးဖြူဖြော့သွားခဲ့ရပါတယ်ကျွန်တော်ဘာတွေလုပ်မိတာလဲဆိုပြီးစိတ်ထဲကနေအထက်ထက်အော်ဟစ်နေမိတယ်ကိုဘတ်စ်နဲ့မှအမှားယွင်းဖြစ်ရတယ်လို့ပြမနေညကကုမ္ပဏီရဲ့စီးပွားရေးပါတီပွဲမှာတစ်ဖက်ကုမ္ပဏီကလူတွေကဘတ်စ်အန်ဆောင်ကိုအရက်တွေစက်တိုက်ပြီး PR ပေးခဲ့ကြတာကိုကျွန်တော်မှတ်မိနေတဲ့ PR တွေကြားထဲကနေသူမှလည်းအရက်တွေအများကြီးတောက်ခဲ့ရရှာတယ်အဲ့ဒီမှာရှိတဲ့တခြားဝန်ထမ်းတွေအားလုံးလည်းမူးမောက်နေကြတာကျွန်တော်တယောက်ပဲမူးပဲကြံခဲ့တာပါဒါပေမဲ့နောက်ပိုင်းဘာဖြစ်သွားလဲမသိဘူးကျွန်တော်ပါမူးသွားခဲ့ရတယ်ကျွန်တော်မှတ်မိတဲ့လောက်ကတော့အန်ဆောင်ကိုဟိုတယ်ကိုလိုက်ပို့ခဲ့တာပဲတည်တယ်မူးမူးယူးယူးနဲ့ဟိုတယ်ကိုဘယ်လိုရောက်လာပြီးကျွန်တော်တို့နှစ်ယောက်ဘာတွေလုပ်မိကြလဲဆိုတာဘာမှမမှတ်မိတော့ဘူးအားလုံးကိုအစအလာဖြောက်တယ်လို့မေ့သွားခဲ့တာအခြေအနေတွေအရကျွန်တော်တခုခုအကြီးကျယ်မှားယွင်းသွားပြီဆိုတာသိလိုက်ရတဲ့ဖြစ်ပြီးတာတွေဖြစ်ကုန်ပြီပဲအခုဘာဆက်လုပ်ရမလဲပဲစဉ်းစားရတော့မယ်မူးနေတဲ့အချိန်မှာတော့ကိုဘတ်စ်နဲ့မှဖြစ်ရလေသူမနိုးလာလို့ကျွန်တော်ကိုမြင်သွားရင်တော့ကျွန်တော်တရားကြီးပဲကျွန်တော်ယူမတက်အော်ဟစ်မိမလို့ဖြစ်သွားပြီးဒီကနေအမြန်ပြေးမှဖြစ်မယ်မဟုတ်ရင်အခြေအနေပိုဆိုးလိမ့်မယ်လို့တွေးမိတယ်ဒါနဲ့သူမမလို့ခင်လွတ်အောင်ပြေးနိုင်ဖို့အဝိစားတွေကိုအမြန်ထွေးနေတော့မှပဲဘတ်စတာနိုးလာခဲ့ပါတယ်ကျွန်တော်မျက်နှာတစ်ခုလုံးဖြူပြော်သွားပြီးအန်ဆောင်ကျွန်တော်ဟိုမှားသွားဆိုပြီးလက်လက်ဖြက်ဖြက်နဲ့စကားတွေတောင်ဖြစ်ကုန်တယ်သူမကိုဘာပြန်ပြောရမှန်းမသိတော့ဘူးဒါပေမဲ့သူမကတော့အဝိစားမဝရသေးပဲနဲ့ဘာမှမဖြစ်တယ်လို့တည်ငြိမ်အေးဆက်တဲ့လေတံနဲ့မင်းညကငါလည်းအများကြီးတောက်မိသွားတယ်နင်လည်းအများကြီးတောက်မိသွားတာပဲဒါကမတော်တဆမှုတစ်ခုပဲဘာမှမဟုတ်ဘူးလို့ပြောပါတယ်သူမကဒါတွေကိုဘာမှဂရုမစိုက်တယ်လို့မျိုးပြောလိုက်တာပါအဲ့ဒီနောက်အိတ်ထဲကနေပတ်စံထုတ်ကိုထုတ်ပြီးကျွန်တော်ရှေ့ချပေးလိုက်ရင်မင်းညကဖြစ်ခဲ့တာတွေကိုမေးလိုက်ပါတယောက်ယောက်သားဒါကိုသိသွားရင်ငါရဲ့ဂုံတိတ်ခါထိခိုက်လိမ့်မယ်လို့ပြောတယ်ကျွန်တော်ကချက်ချင်းပဲသူမကိုတားပြီးပတ်စံမလိုပါဘူးဒါတွေအားလုံးကကျွန်တော်အမှားပါလို့ပြောလိုက်တယ်သူမကလည်းနေ့အမှားတယောက်တည်းမဟုတ်ပါဘူးမင်းညကဖြစ်ခဲ့တာတွေအတွက်ငါမှလည်းတာဝန်ရှိပါတယ်အရက်တွေကိုတားဆီးဖို့ကငါအလုပ်လေအဲ့ဒါကြောင့်ပဲငါ့ကိုဒီအလုပ်မှာခံထားတာလို့ဆိုတဲ့ကျွန်တော်စကားကိုကြားပြီးသူမတုံလုံးအံ့ဩသွားတယ်ပြီးတော့မှ okay ဒီနေ့အတွက်နင့်ကိုခွင့်ပေးလိုက်မယ်အနားယူလိုက်ပါလို့ပြောတယ်ကျွန်တော်ကနေပါဦးအန်ဆောင်1မိနစ်လောက်နေငါ့ကိုချင်းချောက်ချင်တာလားဘာပြောတာလဲလို့မေးလိုက်တယ်သူမတကားဝရောက်မှရက်ပြီးကျွန်တော်ပဲလဲကြည့်တဲ့အချိန်မှာကျွန်တော်တန်တရားဖြစ်မိတာကိုပြောပြလိုက်တယ်အန်ဆောင်မင်းညကအရက်ထဲမှာတခုခုခတ်ထားတာတေးချတဲ့တခုခုမှားယွင်းနေတယ်လို့ခံစားရတယ်မင်းကအဲ့ဒီထိပ်ပြောင်ပေါ်ရဲကြီးတဲ့မျက်လုံးကတော်တော်လေးရည်ရွယ်ချက်ဆိုးနေတာပြီးတော့တခြားလူတွေလည်းတူတူနဲ့ခိုးပြောနေကြတာကိုသတိထားမိတယ်တခုခုတော့လွဲနေပြီးတစ်ချက်တည်းနဲ့တင်အားလုံးကိုသဘောပေါက်သွားတယ်သူ့ရည်ရွယ်ချက်ကမယူသားဘူးကျွန်တော်ရဲ့အရက်တောက်နိုင်တဲ့ပမာဏကအများကြီးပါဒါပေမဲ့လည်းကျွန်တော်မူးသွားခဲ့ရတယ်တခုခုတော့အမှားယွင်းရှိနေပြီးကုမ္ပဏီကကျွန်တော်ကိုအထူးသဖြင့်ဒီလိုအရက်ဝိုင်းတွေကိုထိန်းချုပ်ဖို့ခံထားတာလေလို့ပြောပြလိုက်တဲ့ဒါကိုကြားပြီးနောက်မှာလည်းသူမကဘာမှထူးထူးခြားခြားမတုံ့ပြန်ပဲအေးဆက်ဆက်နဲ့ပဲငါတီးသွားပြီးအခုဒီကိစ္စကိုထားလိုက်တော့ငါပဲဖြေရှင်းလိုက်မယ်လို့ပြောပြီးထွက်သွားခဲ့တယ်သူမထွက်သွားပြီးနောက်မှာကျွန်တော်ဆိုဖာပေါ်ချက်ချင်းပဲပြစ်လဲကျသွားပြီးခေါင်းကိုကင်ထားမိတယ်အရက်ကတကယ်ပဲဒုက္ခကြီးကျယ်ပေးတာပဲအဲ့ဒီနောက်ကျွန်တော်ထပြီးဟိုတယ်ပြင်ဘက်ကိုထွက်လာခဲ့တယ်ဖုန်းကိုကြည့်လိုက်တော့8နာရီထိုးနေပြီးရုံသွားရမယ့်အချိန်ရောက်နေပြီးခေါင်းကိုကင်ရင်ဘာဆက်လုပ်ရမလဲဘယ်သွားရမလဲဆိုတာစဉ်းစားလို့မရတော့ဘူးအခုရုံသွားလဲဘာမှအကျိုးထူးမှာမဟုတ်တော့ဘူးဘာပဲဖြစ်ဖြစ်အလုပ်ပြုတ်သွားပြီလေ boss နဲ့ဒီလိုကိစ္စတွေဖြစ်ပြီးနောက်ပိုင်းအဲ့ဒီကုမ္ပဏီကိုဘယ်လိုမျက်နှာနဲ့ပြန်သွားရတော့မလဲအခုအိမ်ပြန်ရင်ကိုကြီးစားကိုဘာပြောပြီးရှင်းပြရမလဲဘာမှလည်းမပြောဘဲတညလုံးပြောင်းနေခဲ့တာအရင်ဆုံးသူမအတွက်လက်ဆောင်တစ်ခုခုဝယ်သွားရင်ကောင်းမလားဒါဆိုစိတ်ပြေသွားနိုင်တယ်ကျွန်တော်ချက်ချင်းပဲတက္ကစီတစ်စီးတာပြီးအိမ်ပြန်ခဲ့တယ်အိမ်ရောက်လို့တကားဖွင့်လိုက်တဲ့အခါမှာတော့အကြီးကျယ်အံ့ဩသွားရတယ်အိမ်ထဲမှာအမျိုးသားစီဖက်နှက်တစ်စုံကိုတွေးလိုက်ရလို့ပါကိုကြီးစားအိမ်မှာအမျိုးသားစီဖက်နှက်တစ်စုံတွေးလိုက်ရတော့အုံနောက်ကအလုံးမလုပ်တော့ဘူးအမျိုးသားစီဖက်နှက်ကဒီမှာဘာလာလုပ်နေတာလဲဒါဘလို့ဖြစ်နိုင်မှာလဲမျက်နှာတစ်ခုလုံးတွေးဆုပ်သွားပြီးစိတ်ထဲမှာဒါတွေကဘာတွေဖြစ်ကုန်တာလဲဆိုတဲ့မေးခွန်းတွေအများကြီးပေါ်လာတယ်ကျွန်တော်ရှိကိုဆက်လျှောက်သွားမိတယ်မဟုတ်ဘူးမဟုတ်နိုင်တာငါတွေတလို့မဟုတ်တော့ပါဘူးလို့တွေးရင်တကားကအနှဲငယ်ပွင့်နေတာကိုတွေးလိုက်ရတယ်ရှိကိုထပ်တိုးကြည့်လိုက်တော့အဲ့ဒီတကားကြားကနေအလင်းရောင်တွေထွက်နေပြီးအထဲကနေအတန်တွေကြားနေရလို့ချက်ချင်းရက်သွားမိတယ်အထဲကနေချမ်း
နင်းမြင်မြင်လာပါဦးမဟုတ်ရင် तू လင်ဖုန်းပြန်လာရင်ငါဒါရီအားလုံးကိုဘလို့ဖြေရှင်းရမလဲလို့ရီးစားဖြစ်သူကပြောနေတဲ့အတန်ကိုကြားလိုက်ရလို့ကျွန်တော်အကြီးကျယ်ဒေါသထွက်သွားရတဲ့အမျိုးသားကလည်းစိတ်မပူပါနဲ့ငါသူ့ကိုအဲ့ဒီအနေရများတဲ့အရက်ဝိုင်းမှာပိတ်မိအောင်လုပ်ထားတာ तू သတိပြန်ရဖို့နေ့လယ်လောက်အထိအချိန်ကြာဦးမှလို့ပြန်ပြောနေတာကိုမြင်လိုက်ရတယ်ကျွန်တော်ရှေ့ကိုတိုးပြီးကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စွန့်သွားရတယ်မျက်နှာတစ်ခုလုံးတွေးဆုပ်ပြီးဒေါသတွေထွက်လာတာနဲ့တကားကိုစောက်ဖွင့်လိုက်တော့ကျွန်တော်ရီးစားနဲ့ကျွန်တော်ရဲ့မန်နေဂျာချမ်းတို့ဟာတယောက်ကိုတယောက်ဖက်လဲတကင်းဖြစ်နေကြတာကိုတွေ့လိုက်ရတယ်ကျွန်တော်ရီးစားကခန္ဓာကိုယ်ကိုအမြန်ပြန်ဖုံးနေတယ်မန်နေဂျာချမ်းမင်းညကအရက်ဝိုင်းကကိစ္စတွေကဘာတွေလဲလို့မေးလိုက်တယ်မန်နေဂျာကကျွန်တော်ကိုအရေးပေါ်ဆိုပြီးအလုပ်လွဲခဲ့တာဒါကိုတမင်တက်တက်ရွယ်ချက်ရှိလုပ်ခဲ့တာပဲသူကအရေးကြီးကိစ္စရှိတယ်လို့ပြောခဲ့တာတကယ်တော့သူ့ရဲ့အရေးကြီးကိစ္စကကျွန်တော်ရီးစားရဲ့ကတင်ပုံမှာဖြစ်နေတာပဲရီးစားဖြစ်သူကလင်ဖုံးနင်ဘလို့ဖြစ်ပြီးပြန်ရောက်လာတာလဲလို့လမ်းဖြန့်ပြီးမေးတယ်လင်ဖုံးနင့်ကိုအန်ဆောင်ကိုတေချာစောင့်ရှောက်ဖို့ပြောထားတယ်မဟုတ်လားအခုဒီကိုဘလို့ဖြစ်ပြီးရောက်လာတာလဲလို့မန်နေဂျာကမေးတဲ့အချိန်မှာကျွန်တော်ဒေါသတကြီးရှီတိုးသွားပြီးသူ့ကော်လာကိုဆွဲကင်လိုက်တဲ့ဒေါသတွေထိမရတော့တာနဲ့သူ့မျက်ခွက်ကိုလက်သီးနဲ့ပြင်းပြင်းတစ်ချက်ထိုးပစ်လိုက်တဲ့သူ့ပါးစပ်ကနေသွေးတွေထွက်လာပြီးလဲကျသွားတဲ့အခါကျွန်တော်ရီးစားကသူ့ကိုကာကွယ်ဖို့ရှေ့ထွက်လာပြီးနေယူနေလာလက်ကိုအောက်ချဆန်းလို့អော်တယ်ကျွန်တော်ပို့ပြီးဒေါသထွက်သွားပြီးနင်လိုရုံညံ့တဲ့မိန်းမငါနာကဝေးဝေးနေစမ်းလို့ပြောလိုက်တော့သူမမျက်နှာဖြူရော်သွားတယ်မန်နေဂျာကပြန်ထလာပြီးကျွန်တော်ကိုလက်ညှိုးထိုးကနေယူနေပြီလားလင်ဖုန်းလက်ကိုလွတ်ဆန်းစုချန်နင်ဘာလုပ်နေတာလဲငါ့ကိုတက်ခွင့်ပေးလိုက်စမ်းပါမဟုတ်ရင်ငါသူ့ကိုတက်ပစ်မယ်လို့ပြောတယ်နင်ကငါ့ကိုတက်မလို့လာရတယ်လင်ဖုန်းနင်အခုကစပြီးကြည်ထားလိုက်နင်ကိုငါဘာလုပ်ပစ်မလဲဆိုတာလို့ပြောပြီးကုမ္ပဏီကိုချက်ချင်းဖုန်းဆက်လိုက်တယ်ဟဲလိုမစ္စတာချန်အခုချက်ချင်းလင်ဖုန်းကိုအလုတ်ကထုတ်ပစ်လိုက်ပါသူ့ရဲ့အကျင့်စာရိတ္တကလုံးဝမကောင်းဘူးအခုချက်ချင်းဖြစ်နိုင်သမျှအမြန်ဆုံးမောင်းထုတ်ပစ်စေချင်တယ်လို့ပြောပြီးဖုန်းချလိုက်တယ်ပြီးတော့နင်သွားပြီးဒါမှတ်တော့ကုမ္ပဏီမှာဆက်နေဖို့မစင်စားနဲ့တော့နောက်တစ်ချိန်ဘယ်ကုမ္ပဏီမှာမှလည်းအလုတ်ပြန်ရမှာမဟုတ်ဘူးလို့ပြောပြီးကျွန်တော်ကိုတတောင်နဲ့တွန်းမျက်နှာကိုတတွေးနဲ့ထွေးပြီးထွက်သွားခဲ့တယ်ဒါတွေကိုမြင်ပြီးကျွန်တော်အကြီးအကျယ်ဒေါသထွက်ပြီးစိတ်တန်ရာရသွားခဲ့ရတယ်။အဲ့ဒီနောက်ကျွန်တော်ရီးစားကလည်းခေါင်းငုံပြီးကျွန်တော်ကိုထားခဲ့ကထွက်သွားပြန်တယ်ကျွန်တော်တယောက်တည်းအခန်းထဲမှာကြံရစ်ခဲ့တဲ့နေရန်ကိုမိပြီးလဲကျသွားရင်ငါရဲ့အချစ်တွေငါရဲ့အလုတ်ကင်တွေအားလုံးတညတဲ့နဲ့ပျောက်ကွယ်ကုန်ပြီးအားလုံးပြကြကုန်ပြီးတကယ်ကိုဝမ်းနည်းစရာပဲခွေးဘဝထက်တောင်ဆိုးနေပါလားလို့တွေးပြီးယောက်ျားတန်မဲ့ယူမတက်ကိုကျွေးနေမိတယ်ဘာတွေဖြစ်ကုန်တာလဲဆိုပြီးညမိုးချုပ်တဲ့အထိငိုနေမီတော့ဖုန်းမီလာလို့ကြည့်လိုက်တော့ message တစ်ခုရောက်နေပါတယ်အမြဲတမ်းအလုပ်တွေကိုရွှေဆိုင်နေတတ်တဲ့သူကဒီနေ့ကျမှဘာလို့ဒီလောက်စောစောစီးစီးအလုပ်ပြီးသွားတာလဲဆိုတဲ့ message ကိုမြင်ရတော့ကျွန်တော်ပို့ပြီးဒေါသထွက်လာတယ်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့အဖိုးပေးထားခဲ့တဲ့ဘိုးဘွားပိုင်ဆွဲကြိုးလေးကရုတ်တရက်လင်းလက်လာတာကိုတွေ့ပြီးအံ့ဩသွားရတယ်ဒါဘာဖြစ်တာလဲဒါဘာကြီးလဲဘာတွေဖြစ်နေတာလဲခန္ဓာကိုယ်ထဲကအကြီးအကျယ်နာကျင်လာပြီးတောက်ပတဲ့အလင်းတန်းကြီးထွက်လာပြီးနောက်ကျွန်တော်သတိမေ့လဲကျသွားခဲ့တယ်ခေတ္တမြကြပြီးနောက်သတိပြန်ရလာတဲ့အခါခေါင်းကိုကင်ပြီးမောဟိုက်နေမိတယ်ကျွန်တော်ရဲ့အတိတ်ဖြစ်ရတွေနဲ့ကနန်းတချို့ကိုမြင်အောင်လာပြီးခြားနာတဲ့ကဘာတစ်ခုကိုရောက်နေတဲ့လူမျိုးခံစားရတယ်ဒါပဲနေရလဲငါအိမ်မက်မက်နေတာလားကျေတကွန်တစ်ခုကျွေးကြသွားတာကိုမြင်လိုက်ရလို့ကိုစိတ်ကြည့်ပြီးဒါအိမ်မက်မဟုတ်ဘူးအစ်စ်မှန်ပဲဒါကိုစမ်းကြည့်ရမလားလို့တွေးမိတယ်ဒါကတော်တော်လေးလွယ်ကူပါတယ်အဲ့ဒီနောက်ကျွန်တော်တရားမှတ်ထိုင်လိုက်တဲ့အခါပဝင်းကျင်ကစွမ်းအင်တွေအားလုံးကျွန်တော်ခန္ဓာကိုယ်ထဲစီးဝင်လာတယ်ဒါကကြံ့ရွံလို့ခေါ်တဲ့နတ်ဖျားစွမ်းအားလားကိုယ့်လက်ကိုပြန်ကြည့်လိုက်တဲ့အခါထူးဆန်းတဲ့စွမ်းအင်တွေခန္ဓာကိုယ်အနှံ့စီးဆင်းနေပြီးအင်အားတွေအစမတန်ရှိလာတယ်လို့ခံစားရတယ်ခန္ဓာကိုယ်ထဲမှာအင်အားတွေပြည့်ဝလာတဲ့အခါထူးဆန်းတဲ့ခံစားချက်မျိုးဖြစ်လာပြီးအခုအလှည့်ကျပြီးမင်းတို့ကိုငါဘလို့ကလဲစားချင်မလဲဆိုတာစောင့်ကြည့်လိုက်မင်းတို့လိုခွေးမသားတွေနဲ့ဖာတီမတွေကိုငါတက်ပစ်မယ်လို့ဒေါသတကြီးကြုံဝမိတယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့စိတ်ကိုအေးထားရမယ်လို့ကိုသတိပေးပြီးအသက်ပြင်းပြင်းရှူကာတရပြန်ထိုင်လိုက်တယ်တရားထိုင်ရင်းနဲ့အချိန်တွေဘလောက်ကုန်သွားလဲမသိတော့ဘူးညကနေမနက်ကနေညနေရက်တွေအဖန်ဖန်ကုန်လွန်သွားခဲ့တယ်အဲ့ဒီအချိန်မှာဖုန်းညီလာလို့ကြည့်လိုက်တယ်အချိန်ကိုကြည့်လိုက်ပြီးငါ့ကိုဘယ်သူဖုန်းဆက်တာလဲလို့စဉ်းစားမိတယ်မန်နေဂျာချမ်းရဲ့စော်ကားမော်ကားပြောမဲ့ဖုန်းလားဒါမှမဟုတ်ကုမ္ပဏီရဲ့အလုပ်ထုတ်စာလားပေါ့ဒါပေမဲ့ဖုန်းထဲကထွက်လာတဲ့အတန်ကိုကြားလိုက်ရတဲ့အခါကျွန်တော်ဆုံးသွားရတယ်ဟဲလိုလင်ဖုန်းနဲ့ဘာလို့ရုံးမလာတာလဲတဲ့အဲ့ဒါအန်ဆောင်ရဲ့အတန်ပါကျွန်တော်တခုမပြောနိုင်ခင်မှာပဲသူမကအဲ့ဒါတွေငါဂရုမစိုက်ဘူးမိနစ်30အတွင်းကဖေးဆိုင်မှာလာတွေ့ပါအဝတ်စားကိုတိတိကျကျတက်ရဝတ်လာခဲ့လို့ပြောတယ်နေပါဦးအန်ဆောင်ကျွန်တော်စကားနားထောင်ပါဦးလို့ပြောပေမဲ့သူမကဖုန်းချသွားခဲ့ပါပြီကျွန်တော်ကောင်းကိုကုန်ရင်ဒါဘာတွေဖြစ်နေတာလဲအခုကလေးစားချေရမယ့်အချိန်ရောက်ပြီလားလို့တွေးပြီးသူမခေါ်တဲ့ဟိုတယ်ကကဖေးဆိုင်ကိုသွားခဲ့တယ်သူမကထိုင်ပြီးဖုန်းပို့နေတာကျွန်တော်ဆိုင်ထဲဝင်လာတာကိုမြင်တော့သူမကစိတ်ထဲကနေရပိုင်းတွင်းမှာသူအရင်ကထပ်ပို့ပြီးချောလာပါလားသူနဲ့အဲ့ဒီလိုဖြစ်ပျက်ခဲ့ပြီးတာတော့ငါမှဘာမှထူးထူးခြားခြားထူးဆန်းတဲ့ခံစားချက်မျိုးမရှိပါလားလို့တွေးနေတယ်ကျွန်တော်ခုံမှာဝင်ထိုင်လိုက်တဲ့အခါဆိုင်ကဝန်ထမ်းကမီနူးစာအုပ်လာပေးတဲ့ဈေးနှုန်းတွေကိုမြင်ပြီးကျွန်တော်လန့်သွားရတဲ့ကဖေးရဲ့အပေါ်ဆုံးတောက်စရာတောင်300ကျော်ရှိနေတာဒါနဲ့တန်ပရာကြီးတစ်ခွက်ပဲပေးပါလို့မှားလိုက်ပြီးအန်ဆောင်
ကျွန်တော်ကိုဒီကိုဘာလို့ခေါ်တာလဲလို့မေးလိုက်တယ်သူမကလက်ဖက်ရည်ကိုတငုံတောက်ပြီးမင်းညကကိစ္စကဟုတ်တယ်အရက်ထဲမှာတခုခုခတ်ထားတာတေးကြတယ်ဒါဘသူလက်ချက်လဲဆိုတာငါသိတယ်လို့ပြောလို့ကျွန်တော်ကဒေါသတကြီးနဲ့အဲ့ဒါဝန်ဟွာရှမ်းပဲလို့ပြောလိုက်တယ်သူမကလည်းချစ်စနိုးပုံစံမျိုးနဲ့ကျွန်တော်အနာတိုးလာပြီးအဲ့ဒီထိပ်ပြောင်ကြီးမယိုးသားဘူးဆိုတာငါအစကတည်းကသိတယ်အဲ့ဒါကြောင့်အန်ဆောင်ငါတခြားစကားတွေပြောမနေချင်တော့ဘူးနေ့စီကအကူအညီတစ်ခုလိုချင်တယ်လို့ပြောတယ်ဘာအကူအညီလဲလို့မေးတော့ငါရဲ့ရည်စားလုပ်ပေးပါတဲ့ဒါကိုကြားပြီးကျွန်တော်လန့်ဖြတ်သွားရတယ်။ဘာပြောလိုက်တာလဲ။ငါကနှင်းရီးစားလုပ်ရမယ်ဟုတ်လားဆိုပြီးပါဇက်အဟောင်းသားဖြစ်သွားရတယ်။သူမကဆက်ပြီးဆိုလိုတာကနင်ကငါရဲ့ရီးစားအဖြစ်ခစ်တက်ခဏဟန်ဆောင်ပေးရမှာလူမြင်ကွေးတချို့နေရာတွေမှာငါနဲ့အတူလိုက်ပေးရမယ်ပြီးတော့ငါမတွေ့ချင်တဲ့လူအချို့ကိုရှောင်လွှဲရမယ်လို့ရှင်းပြတယ်။ကျွန်တော်ဘာမှသဘောမပေါက်နိုင်တာနဲ့ခေါင်းကိုကုပ်ရင်ဒါကတကယ်ကိုအံ့ဩစရာပဲရုတ်တရက်ကြီးကိုဘော်ရှေရီးစားဖြစ်ရမယ်ဆိုတော့ဒါပေမဲ့ဘာလို့ငါဖြစ်ရတာလဲလို့မေးလိုက်တယ်သူမကဒေါသအကြီးနဲ့ဘာလို့လဲဆိုတော့နင်ကငါအတွက်အတင်းတော်ဆုံးမလို့ပဲလို့ပြောရင်းမှကိုဘာပြောမိသွားလဲဆိုတာတတိယပြီးစိတ်ကိုပြန်ထိန်ကနင်ကနည်းနည်းရိုးတယ်လို့ရှိတယ်တကယ်လို့နင်သဘောမတူရင်နင်ကအပေါ်ဘာလုပ်ခဲ့လဲဆိုတာအားလုံးကိုဖွင့်ပြောပြမယ်လို့ချင်းချောက်တယ်ကျွန်တော်နည်းနည်းဒေါသထွက်သွားပေမဲ့စိတ်ကိုလျှော့ပြီးဘာလို့လဲဘာတဘောလဲနင်ကငါ့ကိုဒီလိုနီးနဲ့အကြက်ကင်တာပေါ့ဒါပေမဲ့လည်းဒါကတိတ်ပြီးကြီးမားတဲ့ကိစ္စတော့မဟုတ်ပါဘူးငါ့ကိုဖိအားမပေးပါနဲ့နင်းကြောင့်သာငါဒါကိုလုပ်ပေးတာလို့ပြောလိုက်တယ်ဒါနဲ့ဘတ်စကโอเคဒါဆိုငါနာကိုလာခဲ့လို့ပြောလို့ကျွန်တော်ခုံကထားပြီးသူမဘေးမှာသွားထိုင်လိုက်တယ်အဲ့ဒီအချိန်မှာပဲအခန်းတကားပဲမြည်လာပြီးသူမကတော့အေးစစ်စစ်ပဲလက်ဖက်ရည်တောက်နေတယ်ကျွန်တော်တကားဝါကိုလှည့်ကြည့်လိုက်တော့တကယ်ကိုရုပ်ချောပြီးချမ်းသာမဲ့ပုံစံရှိတဲ့အမျိုးသားတယောက်ဝင်လာတာကိုတွေ့ရတယ်သူကအန်ဆောင်စီတနက်မက်လာပြီးဝမ်းသာအားရနဲ့ဟဲလိုအန်လန်မတွေ့ရတာကြားပြီးတော့လို့နှုတ်ဆက်တယ်ဒါပေမဲ့သူ့မျက်လုံးကကျွန်တော်စီရောက်လာတဲ့အခါမျက်နှာပြတ်သွားပြီးဟန်ဆောင်ပြုံးနဲ့ဒါဘသူလဲလို့မေးတယ်ကျွန်တော်ဘာသာသူမလက်ကိုကျွန်တော်လက်ပေါ်တင်လိုက်ပြီးသူကတခြားသူမဟုတ်ပါဘူးငါရဲ့ရီစားပါလို့ပြောလိုက်တဲ့အခါအဲ့ဒီလူမျက်နှာပြတ်သွားပြီးနေရီစားဘယ်တော့မှရသွားတာလဲလို့မေးတယ်ဘာသာကျွန်တော်ကိုချစ်စနိုးကြည့်ရင်ငါရီစားအကြောင်းကိုဘသူကမှလိုက်ရှင်းပြနေဖို့မလိုပါဘူးလို့ပြောလို့ကျွန်တော်ကလည်းဇလန်းစင်တဲ့အတိုင်းဖြစ်အောင်သူမပါလေးကိုယူယူရတက်ပေးလိုက်တယ်အဲ့ဒီလူကအံ့ဩတုန်လှုပ်ပြီးဒါပါရီလာနောက်နေတာလည်းမဖြစ်နိုင်တာမင်းတို့နှစ်ယောက်ရဲ့မိသားစုအတိုင်းဝိုင်းကလုံးဝကွဲပြားခြားနာတာပဲမင်းတို့နှစ်ယောက်ဘလို့လုပ်ဒီလိုဖြစ်နိုင်မှာလဲလို့ပြောနေတော့ကျွန်တော်လက်မြောက်ပြီးတားလိုက်တယ် sorry ပါဆရာကျွန်တော်နဲ့အန်လန်တို့အခုဒိတ်လုပ်နေကြတာပါအရေးကြီးကိစ္စမရှိရင်ခင်ဗျားသွားလို့ရပါပြီလို့ပြောလိုက်တော့သူ့ရဲ့မျောလင်းချက်တွေအားလုံးရေစုံမျောသွားပြီးဒေါသကြီးနဲ့မစ္စတာလင်ဖုန်းမင်းကဘာအလုပ်လုပ်တာလဲအန်လန်နဲ့တွဲဖို့ဆိုရင်မင်းမှာကောင်းမွန်တဲ့နောက်ခံအတိုင်းဝိုင်းတော့ရှိရမှာပေါ့လို့ဆိုတယ်သူကကျွန်တော်ကိုတမင်တက်တက်နှိမ်ချခြင်းလို့ပြောနေမှန်သိတာပြီးသူ့မျက်နှာမှာအပြုံးတူကထင်ဟပ်နေတယ်အဲ့ဒီအချိန်မှာဘော့စ်ကသူကလွတ်လပ်တဲ့ငှက်ငယ်လေးတစ်ကောင်မှလို့ပြောပြီးကျွန်တော်နာကိုအနာတုကလာတယ်သူမရဲ့ဒီလိုပွင့်လင်းရုပ်ရှင်တဲ့ပုံစံကြောင့်ကျွန်တော်ရင်ထဲမှာထူးဆန်းတဲ့လှုပ်ခတ်မှုမျိုးခံစားလိုက်ရတယ်သူမရဲ့ထိတွေ့မှုကြောင့်စိတ်ထဲတစ်မျိုးဖြစ်သွားပြီးသူမတရုပ်ဆောင်တာတော်တော်တာပဲလို့တွေးမိတယ်ဟုတ်ပါတယ်လို့ပြောရင်ကျွန်တော်ကလည်းအလိုက်တင်ဖက်လိုက်ပြီးကျွန်တော်တို့ရဲ့အချစ်တူကြီးကအစ်စ်မှန်တိုင်းဖြစ်အောင်လုပ်ပြလိုက်တယ်အဲ့ဒီလူကတော့ဒေါသတွေအထွတ်ထိပ်ရောက်သွားပြီးအခုမင်းတို့ဒိတ်လုံနေကြတာပေါ့ပျော်ပျော်ကြီးဒိတ်လုံကြပါဦးငါသွားပြီးလို့ဒေါသကြီးပြောပြီးအမြန်ပဲထွက်သွားခဲ့တယ်သူထွက်သွားပြီးနောက်မှာကျွန်တော်အသက်ပြင်းပြင်းရှူလိုက်တယ်နောက်ဆုံးတော့သူသွားပြီးပေါ့အဲ့ဒီလိုလဲဂျာယောဘတ်စ်ကကျွန်တော်နားကနေချက်ချင်းခွာသွားပြီးနင်တရုပ်ဆောင်တာမစိုးဘူးပဲလို့ပြောတယ်ကျွန်တော်ကလည်းဝမ်းသာအားရနဲ့အန်ဆောင်နင်းပြောနေတာကိုမြင်ရတော့ငါလည်းဝမ်းသာပါတယ်နင်တို့လိုချမ်းသာတဲ့လူတွေလည်းဘာရီဒရာမာခင်းပြီးနိုင်ငံရေးကစားနေကြလည်းမသိဘူးအံ့ဩဖို့ကောင်းတယ်လို့ပြန်ပြောလိုက်တယ်ဘတ်စ်ကတီတီငင်ငင်နဲ့ဒါတွေကအကျိုးမြတ်အတွက်ကစားပွဲတစ်ခုပဲဒီနေ့နင်တော်တော်လေးအဆင်ပြေတယ်နောက်တစ်ချိန်ကိစ္စရှိရင်ငါနင့်ကိုထပ်ပြောမယ်လို့ဆိုတယ်ကျွန်တော်တို့စကားပြောနေတော့မှပဲဘော့စ်ရဲ့ဖုန်းထဲကို message တစ်ခုရောက်လာလို့သူမကြည့်လိုက်ပြီးချက်ချင်းပဲဒေါသထွက်သွားတဲ့ဖုန်းကိုကျွန်တော်ပဲပြပြီးဒါပါလဲနင်တာကိုနားလည်လားဒါပါရီဖြစ်နေတာလဲဆိုတာငါ့ကိုရှင်းပြစမ်းလို့မေးတယ်ကျွန်တော်ကတီတီငင်ငင်နဲ့ပဲနင်မြင်တဲ့အတိုင်းပါပဲအန်ဆောင်မနေ့ကငါအလုပ်ထုတ်ခံလိုက်ရတယ်လို့ပြောလိုက်တယ်ကျွန်တော်အလုပ်ထုတ်ခံရမှန်းသိလိုက်ရတော့သူမပို့ပြီးဒေါသထွက်သွားပြီးပါအလုပ်ထုတ်လိုက်တယ်ဟုတ်လားလို့မေးလို့ကျွန်တော်ကမနေ့ကဘလို့ကွက်စင်ပြီးဘာရီဖြစ်ခဲ့လဲဆိုတဲ့စကြောင်းအားလုံးကိုပြောပြလိုက်တယ်မန်နေဂျာချမ်းရဲ့ညစ်ပတ်တဲ့အကွက်တွေအားလုံးပေါ်လာခဲ့ပြီးကျွန်တော်တို့တောက်စရာတွေကိုစီးခတ်တာတွေပြီးတော့မင်းညကမန်နေဂျာချမ်းတယောက်ကျွန်တော်ဤစားနဲ့ဘာတွေလုပ်ခဲ့လဲဆိုတာကျွန်တော်ကိုယ်တိုင်မြင်ခဲ့ရတဲ့အကြောင်းတွေပေါ့သူ့ရဲ့အစီအစဉ်ပျက်စီးသွားလို့ကျွန်တော်ကိုအကျဉ်းစာရိတ္တမကောင်းမှုဆိုတဲ့အကြောင်းပြချက်နဲ့အလုပ်ထုတ်ပစ်ခဲ့တာကျွန်တော်ဤစားကတစ္ဆာဖောက်တာတင်မကပဲမန်နေဂျာနဲ့အိပ်ပြီးယာဒူတိုးဖို့စူးစမ်းခဲ့တာအဲ့ဒါကြောင့်ဒေါသထွက်ပြီးကျွန်တော်သူ့ကိုထုတ်ပစ်ခဲ့တာလို့ပြောပြလိုက်ဒါကိုကြားပြီးဘော့စ်ဒါဘာတွေလဲဈေးကွက်ရှာဖွေရေးဌာနကအဲ့ဒီချမ်းသူတကယ်ပဲယူနေပြီလားသူတေတွင်းတူးနေတာပဲဒီကိစ္စကိုငါဖြေရှင်းလိုက်မယ်နေ့ရဲ့ဆုံးရှုံးမှုအားလုံးကိုကုမ္ပဏီကပြန်ပေးရော်စေရမယ်လို့ဆိုတယ်ဒါပေမဲ့ကျွန်တော်ကညှင်းလိုက်ပါတယ်မလိုပါဘူးမန်နေဂျာမင်းကြီးခင်ဗျားရဲ့စည်ရင်းမှန်အတွက်ကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကိုကူညီဖို့တွေးပေးတာကိုလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့ဒါကကျွန်တော်ရဲ့ကိုယ်ပိုင်တိုက်ပွဲမလို့ကျွန်တော်ကိုယ်တိုင်ပဲတိုက်ချင်တယ်ဒါကကျွန်တော်ရဲ့ကိုယ်ပိုင်ရဲ့ညိုးမလို့ကျွန်တော်နီးလန်းနဲ့ပဲဖြေရှင်းပါရစေဘသူကူညီမှမယူချင်ပါဘူးလို့ပြောလိုက်တယ်ကျွန်တော်စကားကိုကြားပြီးနောက်သူမကခေါင်းညိတ်ပြီးအိတ်ထဲကနေကက်တစ်ခုထုတ်ပေးရင်းနင်အဲ့လိုပြောမှ
တော့နှင်းဆုံးဖြတ်ချက်ကိုငါလေးစားပါတယ်ဒါကိုယူထားလိုက်လို့ပေးတယ်ကျွန်တော်ညင်းဖို့စူးစမ်းပေမဲ့သူမကကတ်ကိုကျွန်တော်နားချပေးပြီးဒါကပထမဈေးကွက်ရှာဖွေရေးဌာနကမန်နေဂျာစုရဲ့ကတ်ပဲငါကစကားကိုနှစ်ခါပြောရတာမကြိုက်ဘူးအဲ့ဒါကြောင့်ငြင်းလေးယူထားလိုက်နေဒီကိစ္စကိုကိုယ်တိုင်ဖြေရှင်းနိုင်တယ်ဒါပေမဲ့ကုမ္ပဏီကနေထွက်သွားလို့တော့မရဘူးအမှန်တိုင်းပြောရရင်ငါနင့်ကိုလိုအပ်တယ်နင့်အလုပ်လုပ်ရမယ်လို့ပြောတယ်ကျွန်တော်အောက်သွားပြီးဒါပေမဲ့ဘာလို့လဲမန်နေဂျာမင်းကြီးလို့မေးတော့သူမကယုံကြည်မှုအပြည့်နဲ့ငါကကုမ္ပဏီရဲ့ boss လေးငါကသဘောမတူဘူးနင့်ရဲ့အလုပ်ထွက်စာကိုငါလက်ခံရရှိပြီးသားဖြစ်ပေမဲ့ဘလို့နည်းနဲ့မှအတီးပြုမှာမဟုတ်ဘူးလို့ပြန်ဖြေတယ်ပြီးတော့ဖုန်းကိုစစ်ဆေးပြီးလက်ဖက်ရည်တောက်ကနင့်ရဲ့အလုပ်ထွက်စာကိုငါပယ်ဖျက်လိုက်ပြီမလို့နင့်ကုမ္ပဏီကနေထွက်ခွင့်မရှိတော့ဘူးဒါပဲပြီးတော့မန်နေဂျာစုကိုဖုန်းဆက်ပြီးဒီချမ်းဝမ်ရဲ့ကိစ္စကိုဖြေရှင်းဖို့ပြောလိုက်ပါငါကိုအကြာကြီးမဆောင်ခိုင်းနဲ့လို့ပြောပြီးထွက်သွားခဲ့တယ်ကျွန်တော်အဲ့ဒီကတ်ကိုကြည့်နေမိတယ်ကုမ္ပဏီရဲ့ပထမဈေးကွက်ရှာဖွေရေးဌာနကမန်နေဂျာစုဟာတော်တော်လေးစမတ်ကြပြီးတော်တဲ့သူလို့ကြားဘူးတယ်ကျွန်တော်ကုမ္ပဏီကထွက်ရတော့မယ်လို့တွေးထားရကနေအခုတော့မျက်နှာမှာအပြုံးတွေပေါ်လာရတယ်သူမရဲ့အလုပ်လုပ်ပုံကတကယ်ကိုချီးကျူးစရာကောင်းပြီးကုမ္ပဏီရဲ့လက်ရရုံးလို့တောင်တတ်မှတ်ခံထားရတာကျွန်တော်ချက်ချင်းဖုန်းထုတ်ပြီးဆက်လိုက်တယ်ဟဲလိုဘယ်သူလဲလို့မေးလို့ဟဲလိုမန်နေဂျာစုကျွန်တော်လင်ဖုန်းပါလို့ပြောလိုက်တယ်ဩလင်ဖုန်းလားပေါ်စာအခုတင်ပဲနင့်အကြောင်းငါ့ကိုပြောပြထားတယ်အားလုံးသိပြီးပြီဒါနဲ့နင်ဘာလုပ်နိုင်လဲနင်ဒီကိစ္စကိုတေချာစဉ်းစားပြီးပြီလားလို့မေးတယ်ဟုတ်ကဲ့မန်နေဂျာစုကိုဒုက္ခပေးမိတဲ့အတွက်တောင်းပန်ပါတယ်လို့ပြောတော့သူမက Yujuan Club House အခန်းနံပါတ်888မှာနင့်ကိုစောင့်နေမယ်မြင်မြန်လာခဲ့လို့ပြောပြီးဖုန်းချသွားတယ်ကျွန်တော်ချက်ချင်းပဲမန်နေဂျာစုစီရောက်သွားခဲ့တယ်မန်နေဂျာခန်းတကားပွင့်လာပြီးဝန်ထမ်းတယောက်ဝင်လာကမန်နေဂျာရှင်နဲ့တွေ့ဖို့လူတယောက်ရောက်နေပါတယ်လူငယ်တယောက်ပါသူကရှင်ကိုသိတယ်လို့ပြောပြီးချင်းဆုံမှုရှိထားတယ်လို့ပြောပါတယ်လို့သတင်းပို့တယ်မန်နေဂျာကကောင်းပြီးသူ့ကိုအထက်လွတ်လိုက်ပါလို့အမိန့်ပေးလို့ကျွန်တော်အခန်းထဲဝင်သွားတဲ့အခါသူမကိုမြင်ပြီးစွန့်သွားရတယ်သူမကတော်တော်လေးလှပလုံးလို့ပါဝစ်စုံကြားကနေထွက်နေတဲ့ခြေတန်းရှည်တွေလှပတဲ့မျက်နှာအချိုးအစားနဲ့အပြုံးတွေကဘယ်ယောက်ျားကိုမစူယူသွတ်သွားစေနိုင်ပါတယ်နင်ကလင်ဖုန်းလားလို့မေးလို့ဟုတ်ကဲ့ပါမန်နေဂျာစုလို့ဖြေလိုက်တယ်ကြည့်ရတာတော့တော်တော်လေးရုပ်ချောတာပဲလားငါဘေးမှာလာထိုင်လို့ပြောလို့ကျွန်တော်ချက်ချင်းသွားထိုင်လိုက်တယ်။သူမရဲ့ခြေထောက်တွေကကျွန်တော်ခြေထောက်ကိုလာထိတဲ့အခါကျွန်တော်လမ်းဖြတ်သွားပြီးချက်ချင်းနောက်ဆုံးမိတယ်။သူမကဘာဖြစ်လို့လဲနင်းချမ်းချမ်းကိုတင်ကန်းစာပေးပြီးဖြက်စီးပစ်ချင်တယ်လို့ကြားတယ်ဟုတ်လားလို့မေးတယ်ဟုတ်ကဲ့မန်နေဂျာစုခင်ဗျားကျွန်တော်ကိုကူညီနိုင်မလားလို့မေးတော့သူမကအဲ့ဒါကတော့နေအလဲလဲအနေနဲ့ဘာပြန်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာပဲမူတီတာပေါ့ငါ့ကိုဘာပေးနိုင်လဲလို့ပြောရင်သူမခြေထောက်တွေကိုမြှောက်ပြီးကျွန်တော်ပေါ်တင်လိုက်တယ်အမူအရာနဲ့အချက်ပြလိုက်တဲ့သဘောပေါ့ကျွန်တော်ခေါင်းကိုကုတ်ရင်စောကြီးပါမန်နေဂျာမင်းကြီးလောလောဆယ်တော့ကျွန်တော်မှာခမားကိုပေးစရာဘာမှမရှိပါဘူးကျွန်တော်မှာဘာမှမရှိလို့ပါလို့ပြောလိုက်တယ်အဲ့ဒီနောက်သူမကခြေထောက်ကိုပြန်ချပြီးချမ်းချမ်းရဲ့လက်ထဲမှာအကြီးကျယ်စီးပွားရေးစာချုပ်တစ်ခုရောက်နေတာငါသိတယ်တကယ်လို့နင်းဒီစာချုပ်ကိုသူ့လက်ထဲကနေလူယူနိုင်ရင်တော့အကြီးကျယ်ကိစ္စပြီးပြီပဲလို့ပြောပြီးဆိုဖာကထားကကောင်တာကနေစာချုပ်စာတမ်းတချို့သွားထုတ်လာပြီးမနှက်ဖြန်ဒီစာချုပ်ကိုလက်မှတ်ထိုးရတော့မှဝဲသူကတော်တော်လေးချမ်းသာတဲ့အမျိုးသမီးကြီးတယောက်သူမနာမည်ကကြောက်ကြူဝဲတဲ့နင်းဘလို့နီးနဲ့ဖြစ်ဖြစ်ဒီစာချုပ်ကိုလူယူနိုင်ရင်ငါတို့အလုပ်အောင်မြင်ပြီပဲလို့ပြောတယ်ကျွန်တော်စာချုပ်စာတမ်းတွေကိုယူဖက်ရင်းဆိုဖာမှာဝင်ထိုင်လိုက်တယ်စာချုပ်ဖက်ရင်းနဲ့ဒါကဘာလဲဒီအတွက်ကျွန်တော်ဘာလုပ်ရမလဲလို့မေးတော့သူမကငါခြေထောက်တွေကိုနည်းနည်းလောက်လာနှိပ်ပေးစမ်းပါလို့ပြောလို့ကျွန်တော်အံ့ဩသွားပြီးမန်နေဂျာစုခင်ဗျားတကယ်ပြောနေတာလားလို့မေးမိတယ်သူမကခဲ့ပါနင့်ကိုငါနောက်မနေတော့ပါဘူးဘော့စ်ကိုတိုင်းကနင့်ကိုကူညီဖို့ပြောထားတာပဲအဲ့ဒါကြောင့်နင်းနဲ့နည်းနည်းနောက်ပြောင်လိုက်တာဘာမှမဖြစ်ပါဘူးဒါနဲ့နင့်ကိုဘာကူညီရမလဲလို့ဆိုတယ်ကျွန်တော်စာချုပ်ကိုဖတ်ပြီးနောက်ကြောက်ကျူဝဲကအသက်35နှစ်ရှိပြီးလွန်ခဲ့တဲ့3နှစ်ကသူ့ခင်ပွန်းဆုံးပါသွားခဲ့တာခင်ပွန်းဖြစ်သူကသူမအတွက်အလှပြင်ဆိုင်လုပ်ငန်းခွဲတွေနဲ့ဈေးကြီးတဲ့အိမ်ချမ်းမြေတွေအများကြီးထားခဲ့တာပဲသူမရဲ့လုံနိုင်စွမ်းနဲ့အာနာကတော်တော်ကြီးတယ်ဒါပေမဲ့သူမကကျန်းမာရေးခဏခဏချို့တက်ပြီး migraine ကောင်းတချမ်းကိုက်ဝေဒနာရှိတယ်သူမကအပတ်တိုင်းမပြတ် Union Club House မှာလာပြီးကုထုံးခံယူလေးရှိတယ်ဒီနေ့ကအဲ့ဒီကုထုံးခံယူရမယ့်နေ့ပဲဘာပဲဖြစ်ဖြစ်ကျူဝဲမမနဲ့ငါနဲ့ကအရင်ကလေးကရင်းနှီးပြီးသားမလို့နင်းသားလို့ချင်းရင်ဒီစာချုပ်ကိုအလွယ်တကူရနိုင်ပါတယ်လို့မန်နေဂျာစုကရှင်းပြတယ်ကျွန်တော်တေချာပေါက်လုံးမှာပါကျွန်တော်သူမစီသွားပြီးစကားပြောရမလားလို့မေးပြီးဆိုဖာကထားလိုက်တယ်မဟုတ်ဘူးမစုကျွန်တော်ဘသူရဲ့ကျေးဇူးကိုမှမခံချင်ဘူးဘသူအကူအညီမှလည်းမယူချင်ဘူးကျွန်တော်ဘာဆက်လုပ်ရမလဲဆိုတာသိပြီးခင်ဗျားဘာလုပ်တော့မလဲဆိုတာချက်ချင်းသဘောပေါက်သွားတာပဲအမှန်တိုင်းပြောရရင်ကျွန်တော်မှာတိုင်းရင်းစေးပညာနဲ့ပတ်သက်ပြီးဘ ഹു တုတနည်းနည်းရှိတယ်လို့ပြောလိုက်တယ်သူမကဩနင်ကစေးပညာလဲတက်တာပဲငါခံမှန်းတာမမဘူးဆိုရင်ခမရဲ့ခါအောက်ပိုင်းကနာကျင်နေတာမဟုတ်လားလို့မေးလို့သူမချက်ချင်းအံ့ဩသွားပြီးနင်နာကိုဘလို့သိတာလဲလို့ပြန်မေးတယ်ခမထိုင်ကုန်ကထားတဲ့အချိန်မှာအတော်လေးရုန်းကန်နေရတာကိုကျွန်တော်မြင်လိုက်လို့ပါဒါကအချိန်ကြာကြီးအလုပ်လုပ်လို့ဖြစ်တာနေမှလို့ပြောလိုက်တော့မန်နေဂျာကအကြီးအကျယ်အံ့ဩသွားပြီးသူတကယ်ပဲသိတာလားဆိုပြီးစိတ်ထဲကတွေးနေမိတယ်ခမစိတ်မရှိရင်ကျွန်တော်ကုသပေးလို့ရမလားလို့မေးလိုက်တဲ့အခါသူမကပြုံးပြီးကတင်ပေါ်ပက်လက်လန်လဲချလိုက်တယ်သူမရဲ့လှပမိုးမောက်နေတဲ့ရင်သားတွေကတကယ်ကိုဆွဲဆောင်မှုရှိလွန်းလို့ဘယ်သူမှမဆိုလောဘတက်မိမှာပါသူမကအလုပ်ကိစ္စတစ်ခုလိုမျိုးတာမန်ပဲလှဲနေတာမလို့ကျွန်တော်လည်းမကောင်းတဲ့မျက်လုံးနဲ့မကြည့်ပဲရှေ့တိုးသွားပြီးအလုပ်ပေါ်မှာပဲအာယုံဆိုင်လိုက်တယ်ကောင်းပါပြီခမပြောမှတော့ကျွန်တော်တက်နိုင်တဲ့လောက်ကူညီပေးပါမယ်လို့ပြောပြီးကျွန်တော်လက်တွေကိုပုတ်တက်ကနက်ဖျားဆွမ်းအားတော့ဒီနဲ့သူမရဲ့ခါကိုစတင်ထိတွေ့နှိမ့်နေပေးလိုက်တယ်အချိန်အတော်ကြာအောင်တိတိကျကျနှိပ်ပေးပြီးနောက်မှာတော့သူမခါနာတာတွေအားလုံးယူပစ်တယ်လို့ပျောက်ကွယ်သွားခဲ့ရတယ်သူ
သူမကအကြီးကျယ်သဘောကျပြီးရေမောကဒါတကယ်ပဲပြီးသွားတာလားလို့မေးတယ်ကျွန်တော်ကတော်တော်လေးပင်ပန်းသွားပြီးအခုထပြီးလမ်းလျှောက်ကြည့်ပါဦးဘလို့နေလဲလို့ပြောတော့သူမဆိုဖာကထပြီးခါကိုကင်ကဟိုဟိုတီတီလှုပ်ရှားကြည့်ပြီးတကယ်ပဲအခုဘာမှမနာတော့ဘူးလို့အန်အော်တုံလို့ဆိုပြောတယ်ကျွန်တော်ကမန်နေဂျာကိုဒီကုသမှုကခမရရဲ့အကူအညီအတွက်အလဲလဲပါပဲအခုကျွန်တော်ခမရကိုပြန်ကူညီပေးပြီးနော်လို့ပြောလိုက်တဲ့အခါသူမကကျွန်တော်ချက်ချင်းလာကပ်ပြီးနင်ကတော်တော်လေးဆွဲဆောင်မှုရှိတာပဲလို့ဆိုတယ်ကျွန်တော်ကလည်းဒါကတာမန်ကိစ္စပါပဲကျွန်တော်နဲ့ဒီလောက်ကြီးရင်းနှီးပြနေဖို့မလိုပါဘူးလို့ပြောတော့သူမကနင်ကငါ့ကိုဒီလိုကူညီပေးခဲ့တာပဲလေငါဒီလောက်တော့လုံနိုင်ပါတယ်အခုကစပြီးငါ့ကိုစုမမလို့ပဲခေါ်တော့မန်နေဂျာစုလို့မခေါ်နဲ့တော့လို့ပြောတယ်သူမရဲ့အပြုတ်မှုနဲ့စကားတွေကြောင့်ကျွန်တော်မျက်နှာရှက်သွေးဖြန်းပြီးညီမြန်းသွားရတယ်ဘာပြန်ပြောရမှန်းမသိတာနဲ့ဟုတ်ကဲ့စုမမလို့ပဲပြောမိတယ်သူမကကျွန်တော်အမူအရာကိုကြည့်ပြီးရေမောကနင်ကတကယ်ချစ်စရာကောင်းတာပဲကဲသွားတော့ကြောက်ကျူဝဲရဲ့ကုထုံးခံယူမဲ့အချိန်ရောက်တော့မယ်နင်မြန်မြန်မသွားရင်သူမထွက်သွားလိမ့်မယ်ဒါဆိုစာချုပ်ကောအခွင့်အရေးကောလက်လို့ရလိမ့်မယ်လို့တတိပေးလို့ကျွန်တော်ချက်ချင်းပဲထွက်လာခဲ့တယ်ဟုတ်ကဲ့စုမမကျွန်တော်သွားပြီလို့ပြောပြီးထွက်လာခဲ့တယ်ကျွန်တော်ထွက်သွားပြီးနောက်မှာမန်နေဂျာကဖုန်းထုတ်ပြီးသွားစီအန်ဆောင်နင်းဒီလိုကောင်လေးကိုဘယ်ကနေရှာတွေ့တာလဲရုပ်ချောယုံတင်မကဘူးစေပညာလည်းတက်သေးတယ်နင်းတကယ်ကိုတော်တာပဲလို့လှမ်းပြောနေခဲ့တဲ့ခိတ္တမြကြာပြီးနောက်ကျွန်တော်တာမန်ဝတ်စားတွေဝတ်ပြီးဟိုတယ်တစ်ခုမှာသတင်းစာဖတ်ရင်းထိုင်နေခဲ့တယ်အဲ့ဒီအချိန်မှာမိန်းကလေးတစ်ယောက်ဖုန်းပို့ရင်းဖျက်လျှောက်သွားတာကိုတွေ့ရတယ်သူမကတခြားသူမဟုတ်ပဲကျွန်တော်စီယုံရမယ်ကြောက်ကြူွယ်ပါပဲသူမကတော်တော်လေးလှပတဲ့အဝတ်စားတွေဝတ်ဆင်ထားတာကျွန်တော်စိတ်ထဲကနေချမ်းသာတဲ့လူတွေကကိုထိမ့်သိမ်းရတာတော်တော်ဝါတနာပါတာပဲအသက်35နှစ်ရှိပြီဖြစ်ပေမဲ့25နှစ်အရွယ်လိုပဲလှနေတုံးလို့တွေးမိတယ်သူမခုံမှာထိုင်လိုက်တာနဲ့ခေါင်းကိုပြင်းပြင်းထန်ထန်ကင်လိုက်တာကိုတွေ့ရတယ်။အဲ့ဒါသူမရဲ့ migraine ယောဂထလာတာပါ။ဒါကိုမြင်လိုက်ရတော့ကျွန်တော်အတွက်အခွင့်အရေးရောက်ပြီဆိုတာသဘောပေါက်သွားတယ်။ Excuse me မမလို့ပြောပြီးကျွန်တော်သူမနာသွားလိုက်တယ်မမ။ခင်ဗျာ migraine ဝေဒနာခံစားနေရတာလားလို့မေးတော့သူမကမောင်လေးကဘာတူလဲလို့ပြန်မေးတယ်ကျွန်တော်စေဝါပညာနည်းနည်းတက်ပါတယ်မမခေါင်းကိုနှိပ်နေတာကိုမြင်ပြီး migraine ဖြစ်နေမှန်းသိလိုက်လို့အကူအညီလိုအပ်မလားဆိုပြီးလာမေးတာပါလို့ပြောလိုက်တယ်။ကျွန်တော်စကားကိုကြားပြီးသူမပါဆက်အဟောင်းသားနဲ့အံ့ဩသွားရတယ်ဒါပါလေ။လူတယောက်ကငါ့ကိုကြည့်ုံတင်တဲ့ငါယောဂကိုတည်သွားတာလားလို့စိတ်ထဲကတွေးရင်ပြုံးကမောင်လေးကတော်တော်လေးမျက်စိရှင်တာပဲနင်ကဒီကကုထုံးပညာရှင်လားလို့မေးတယ်မဟုတ်ပါဘူးမမကျွန်တော်ဒီကိုအနားယူဖို့လာရင်မမဒုက္ခရောက်နေတာမြင်လို့လာကူညီတာပါမမစမ်းကြည့်ခြင်းရင်စမ်းကြည့်လို့ရပါတယ်တက်တာသွားနိုင်ပါတယ်လို့ပြောလိုက်တယ်သူမကဖုန်းကိုကြည့်ရင်ဘယ်လိုလုပ်ရမလဲတစိမ့်တယောက်စီကအကူအညီယူတာကောင်းပါမလားတခုခုမှားယွင်းသွားရင်ကောဒါပေမဲ့တက်တာသွားနိုင်တာပဲစမ်းကြည့်တာပေါ့လို့တွေးပြီးကောင်းပြီလေဘယ်နေရာမှာကုထုံးလုံးမှလဲလို့မေးတယ်ကျွန်တော်ကဘယ်မှသွားစရာမလိုပါဘူးဒီမှာတင်ပဲလုပ်လို့ရပါတယ်ဒါကတာမန်နှိမ့်နေမှုလေးပါပဲလို့ပြောပြီးသူမခေါင်းပေါ်လက်တင်ကမျက်စိမိတ်ပြီးအနားယူလိုက်ပါလို့ဆိုကနက်ဖျားဆွားတွေနဲ့စတင်နှိပ်ပေးလိုက်တယ်သူမခေါင်းကိုက်တာတွေတဖြည်းဖြည်းရောပါသွားပြီးဒါတကယ်ထူးဆန်းတာပဲခေါင်းကိုက်တာတွေတက်တာသွားပြီးအကျော်တွေလည်းပြေးလျော့သွားတယ်လို့ခံစားရတယ်လို့ဆိုတယ်ကုသမှုပြီးတဲ့အခါကျွန်တော်နောက်ဆုတ်လိုက်ပြီးမမပြီးပါပြီလို့ပြောလိုက်တော့သူမအသက်ပြင်းပြင်းရှူပြီးတကယ်ပဲခေါင်းကိုက်တာအကုန်ပြောက်သွားပြီးမောင်လေးကတကယ်ကိုအံ့ဩဖို့ကောင်းတာပဲနင့်မှာထူဆန်းတဲ့စွမ်းအားတွေရှိတာပဲဒါဘာနီးလန်းလဲလို့ဝမ်းသာအားရမေးတယ်ကျွန်တော်ကဒါကရိုးရအိမ်တွင်းလေးပါပဲအခုဘလို့နေလဲလို့မေးတော့သူမကတော်တော်လေးကောင်းသွားပြီးနာကျင်တာတွေလုံးဝမရှိတော့တလောက်ပဲမောင်လေးငါကိုနင့်ဖုန်းနံပါတ်ပေးလို့ရမလားအမှန်တိုင်းပြောရရင်ငါဒီယောဂအတွက်ဆရာဝန်တွေအများကြီးနဲ့ပြခဲ့ဘူးတယ်ဒါပေမဲ့နင့်လိုချက်ချင်းတက်တာမျိုးတခါမှမကြုံဘူးနောက်လဲနင်းနဲ့ပဲကုကျင်လို့ပါလို့ပြောတယ်ကျွန်တော်ကဝမ်းနေတဲ့မျက်နှာထားနဲ့ sorry ပါမမကျွန်တော်နောက်2ရက်နေရင်ဒီမျိုးကနေထွက်သွားတော့မှမလို့ဒီမှာရှိတော့မှမဟုတ်ပါဘူးလို့ပြောလိုက်တဲ့အခါသူမချက်ချင်းထွက်ပြီးမောင်လေးဘာလို့လဲဘယ်သွားမလို့လဲဘာဖြစ်လို့လဲပြဿနာတစ်ခုခုရှိလို့လားလို့စိုးရိမ်တကြီးမေးတယ်ကျွန်တော်ကသူမကိုအကွက်ထဲသွင်းဖို့ပို့ပြီးဝမ်းနေတဲ့ပုံစံနဲ့ sorry ပါကျွန်တော်ဒီမှာဆက်မနေချင်တော့ပါဘူးအမှန်တိုင်းပြောရရင်မကြခင်ကပဲကျွန်တော်ရီစားနဲ့ကျွန်တော်ရဲ့မန်နေဂျာတို့ဖောက်ပြန်နေကြတာကိုကျွန်တော်ကိုယ်တိုင်မိခဲ့တယ်သူတို့ကျွန်တော်ကိုတစ္ဆာဖောက်ယုံတင်မကပဲအလုပ်လုပ်ပုံမကောင်းဘူးဆိုတဲ့အကြောင်းပြချက်နဲ့ကုမ္ပဏီကနေပါထုတ်ပစ်ခဲ့ကြတယ်အခုကျွန်တော်မှအလုပ်မရှိတော့ဘူးအဲ့ဒါကြောင့်မြို့ကနေထွက်သွားဖို့ဆုံးဖြတ်လိုက်တာပါဒီမြို့မှာကျွန်တော်အများကြီးစူးစမ်းခဲ့ရတာဒီကုမ္ပဏီကြီးမှာအလုပ်ရတော့ကဘဝအခြေချပြီလို့တွေးခဲ့တာဒါပေမဲ့အခုတော့အားလုံးပျက်စီးကုန်ပြီဒီမှာဆက်မနေချင်တော့ဘူးအိမ်ပြန်ပြီးအေးအေးဆေးဆေးပဲနေတော့မယ်လို့လှုပ်ကြံပြောပြလိုက်တယ်ဒါကိုကြားပြီးသူမကစိတ်လှုပ်ရှားစွာနဲ့နေပါဦးမောင်လေးအမှန်တိုင်းပြောရရင်ငါအဲ့ဒီကုမ္ပဏီနဲ့စီးပွားရေးအလုပ်ရှိတယ်စိတ်မရှိရင်ဘာဖြစ်ခဲ့လဲဆိုတာငါ့ကိုအကုန်ပြောပြပါငါနင့်ကိုကူညီနိုင်မလားလို့ပြောတဲ့အခါကျွန်တော်အစီအစဉ်အောင်မြင်ပြီမလို့စိတ်ထဲကနေပြုံးမိသွားတယ်ကျွန်တော်ဖြစ်ချောင်းကုန်စင်ကိုပြောပြလိုက်တဲ့အခါသူမကဒေါသတကြီးနဲ့စပွဲကိုရိုက်ပြီးအဲ့ဒီကုမ္ပဏီကချမ်းရဲ့လူတွေကတကယ်ကိုရုံညံ့တာပဲနင်ပြောပြလို့တကယ်မျက်နှာဖုံးကိုတီးလိုက်ရပြီးငါကသူတို့နဲ့စာချုပ်ချုပ်ဖို့လုပ်နေတာလေမောင်လေးစိတ်မပူနဲ့ငါနင့်ကိုဒီတိုင်းပေးမသွားဘူးငါကအန်အုပ်စုနဲ့ဆက်ဆက်နေတာမလို့ဒီစာချုပ်ကိုနင်းနဲ့ပဲအဆုံးသတ်မယ်လို့ပြောတယ်
ကျွန်တော်ကတော့ဘာမှမသိသလိုဟန်ဆောင်နေလိုက်တယ်သူမကစိတ်မပူပါနဲ့ငါနင့်ကိုကူညီမယ်နင်ဒီမျိုးကနေထွက်သွားစရာမလိုဘူးဒါကငါခေါင်းကိုက်တာကိုကူပေးတဲ့အတွက်စုလက်ပဲငါမစုစီမက်ဆေ့ချ်ပို့လိုက်မယ်ငါတို့စာချုပ်အစ်ပြန်ချုပ်ကြတာပေါ့လို့ပြောလို့ကျွန်တော်ကလည်းဝမ်းသာအားရနဲ့မမကအဲ့လိုလုပ်ပေးမယ်ဆိုရင်တော့ကျွန်တော်တကယ်ဝမ်းသာပါတယ်လို့ပြောလိုက်တယ်အဲ့ဒီနောက်သူမကရှက်ပြုံးလေးနဲ့ဓာတ်နဲ့မောင်လေးနေ့ရဲ့ကိုပိုင်ဖုန်းနံပါတ်လေးပေးလို့ရမလားနောက်ကောင်းပြန်ကြရင်ဖုန်းဆက်ရအောင်လို့တောင်းလို့ကျွန်တော်ဖုန်းထုတ်ပြီးခေါက်တပြကအဆက်အသွယ်ပေးလိုက်တယ်ကျေးဇူးပါမောင်လေးလို့သူမကဆိုတယ်ကျွန်တော်ဟိုတယ်အပြင်ဘက်ရောက်တဲ့အခါဖုန်းမိလာလို့ကင်လိုက်တော့ဟဲလို့စုမမလားလို့မေးလိုက်တယ်သူမကဟုတ်တယ်လင်းဖုန်းအားလုံးအဆင်ပြေသွားပြီးနင်တော်တော်လေးတွတ်တာပဲမနှက်ဖြန်ဈေးကွက်ရှာဖွေရေးဌာနကိုလာခဲ့ပါနင်တတိယဌာနမှာနေစရာမလိုတော့ဘူးငါနဲ့အတူအလုပ်လုပ်ရမယ်အခုကစပြီးနင်ငါအောက်မှာအလုပ်လုပ်ရမှာလို့ပြောလို့ကျွန်တော်အတိုင်းမသိပြောသွားရတယ်အလုပ်ပြုတ်သွားပေမဲ့အရင်ကထက်ပိုကောင်းတဲ့ယာတို့ကိုရခဲ့တာလေဟုတ်ကဲ့စုမမကျွန်တော်အချိန်မှန်ရောက်လာပါမယ်လို့ပြန်ပြောလိုက်တယ်အဲ့ဒီနောက်ကျွန်တော်ကုမ္ပဏီကိုပြန်သွားခဲ့တဲ့ကိုကိုအကျင့်စာရိတ္တမကောင်းဘူးဆိုပြီးမောင်းထုတ်ခဲ့တဲ့ကုမ္ပဏီကိုအရင်ကထပ်ပိုကောင်းတဲ့ယာတို့နဲ့ပြန်လာနိုင်ခဲ့တာပါဒက်လီကာစီပြီးမန်နေဂျာခန်းကိုတန်တန်မတ်မတ်သွားခဲ့တဲ့မန်နေဂျာခန်းရောက်တဲ့အခါသူမကခုံကနေဝမ်းသာအားရထလာပြီးနင်းတကယ်တော်တာပဲဘလောက်ပဲချီကျူးမကွာဘူးတော်တော်လေးခက်ခဲတဲ့အလုပ်ကိုနင်းလုံနိုင်ခဲ့တာပဲကဲဒါကနင်းရဲ့စာချုပ်ပဲလို့ပြီးတယ်ကျွန်တော်ကဒီလောက်ကြီးလဲမချီကျူးပါနဲ့ဦးစာချုပ်ကိုအရင်စစ်ဆေးကြည့်ပါဦးပြဿနာရှိလားလို့ပြောလိုက်တယ်မန်နေဂျာကစာချုပ်ကိုဖတ်ပြီးစာချုပ်ကဘာပြဿနာမှမရှိဘူးဒီတစ်ချိန်တော့မန်နေဂျာချမ်းကိုအကြီးကျယ်ထိုးနှက်ချက်ပေးလိုက်နိုင်တာပဲသူအကြီးကျယ်ဆုံးရှုံးရတော့မယ်သူ့လိုလူမျိုးကဒီလိုပဲခံရရမှာနင်ဒီနားမှာခဏရှောက်ကြည့်နေဦးငါအထက်လူကြီးစီသွားပြီးသတင်းပို့ရင်နေ့ရက်ရာထူးပြောင်းရွှေ့မှုကိုအတီးပြုတ်ပေးခဲ့မယ်လို့ပြောပြီးထွက်သွားတယ်ကျွန်တော်လည်းဟုတ်ကဲ့ဒီမှာပဲစောင့်နေပါမယ်လို့ပြောလိုက်တယ်သူမထွက်သွားပြီးနောက်မှာဒီမာရင်စောင့်နေတာကအချိန်ဖြုံးတာပဲမလို့တတိယထက်ကဈေးကွက်ရှာဖွေရေးဌာနကိုသွားပြီးကျွန်တော်ပစ္စည်းတွေသွားသိမ်းဖို့ဆုံးဖြတ်လိုက်တယ်လက်လီကားစီးပြီးအဲ့ဒီအထက်ကိုရောက်တဲ့အခါလူတွေအားလုံးကျွန်တော်ကိုကြည့်ပြီးအံ့ဩကုန်ကြတယ်ကျွန်တော်ကတော့ယုံကြည်မှုအပြည့်နဲ့ဟီးရိုးတယောက်လိုရှောက်သွားနေတာကိုလူတွေကကျွန်တော်အကြောင်းတိုးနဲ့ပြောနေကြတာကိုမသိချင်အောင်ဆောင်ပြီးကိုယ့်ရဲ့စပွဲခုံစီကိုပဲရှောက်သွားလိုက်တယ်စပွဲခုံမှာထိုင်နေတဲ့မိန်းကလေးကိုမြင်လိုက်ရတဲ့အခါအားလုံးကိုသဘောပေါက်သွားတယ်။အဲ့ဒါကြောင့်မလို့ချမ်းချန်ကဂရင်ပေါ်အမြန်တက်ဖို့စူးစမ်းနေတာကိုသူမကဈေးကွက်ရှာဖွေရေးဌာနကအဲ့ဒီလူကြီးနဲ့အိပ်ပြီးရင်ကျွန်တော်ယာတူကိုရမှာမလို့ပဲဆိုလိုတာကကျွန်တော်နေရာကိုလိုချင်လို့မန်နေဂျာနဲ့အိပ်ခဲ့တာပေါ့တကယ်ကိုရုံညံ့တဲ့မိန်းမပဲလို့တွေးမိတယ်အဲ့ဒီအချိန်မှာဝန်ကျွမ်းဆိုတဲ့ကောင်လေးကကျွန်တော်စီပြေးလာတယ်သူကကျွန်တော်ရဲ့လုပ်ဖို့ကိုင်ဖက်ကောင်းဖြစ်ပြီးကျွန်တော်အလုပ်ထုတ်ခံရတော့ကလည်းကျွန်တော်အကြောင်းကိုပဲစိုးရိမ်တကြီးမင်းမြန်းပေးခဲ့တဲ့သူပါသူ့ကိုမြင်ရတော့ကျွန်တော်ပြုံးမိသွားတယ်နင်းအစင်ပြေးရလားလို့မေးတော့သူကမောဟိုက်နေတဲ့အတန်နဲ့လင်အကိုအခုအချိန်ကဘလို့လဲမနေ့ကအဲ့ဒီချမ်းဝက်ကြီးကရုံးမှာပြဿနာအကြီးကျယ်ရှာထားတာနင့်ကိုတနာရီလောက်ဆဲဆိုပြီးနင်းအလုတ်ထွက်သွားပြီးအကျင့်စာရိတ္တလည်းမကောင်းဘူးလို့အားလုံးကိုလိုက်ပြောထားတာလို့ပြောပြတယ်ကျွန်တော်ကတီတီငိမ့်ငိမ့်နဲ့ပဲကိစ္စအနှဲငယ်ရှိသွားလို့ဘာမှမဟုတ်ပါဘူးလို့ပြောလိုက်တော့သူကဒေါသထွက်ပြီးဘာလဲဗျနင်ဒီမှာအလုံးမလုံးရင်ငါလည်းအလုံးမလုံးတော့ဘူးနင်ထွက်ရင်ငါပါအခုချက်ချင်းထွက်မယ်လို့ဆိုတယ်ကျွန်တော်ကသူ့ပခုံးကိုပုတ်ပြီးမဟုတ်တာနင်လည်းဒီကနေမထွက်ရဘူးငါလည်းမထွက်ဘူးငါကပထမဈေးကွက်ရှာဖွေရေးဌာနကိုယာတူတိုးပြီးပြောင်းသွားရတာနင်စိတ်မပူပါနဲ့ဒီမှာပဲအလုပ်ကိုတေချာလုပ်နေဖြည်းဖြည်းချင်းနင်ကိုငါဘလို့ယာတူတိုးပေးမလဲဆိုတာစောင့်ကြည့်လိုက်ငါပြစ်စီးတွေတွားယူလိုက်အောင်မယ်လို့ပြောပြီးရှေ့ဆက်လျှောက်ခဲ့တယ်သူကတော့ဘာပထမဈေးကွက်ရှာဖွေရေးဌာနဟုတ်လားဒါပေမဲ့လင်းအကိုနင်ကမန်နေဂျာချမ်းနဲ့ရန်ညိုးဖွဲ့ထားတာလေအဲ့ဒီလိုဌာနကြီးကိုဘလို့ရောက်သွားတာလဲဘလို့ယာတူတိုးသွားတာလဲဆိုပြီးအံ့ဩကြံခဲ့တယ်ကျွန်တော်ခြေလမ်းတွေကိုမြန်လန်းပြီးကျွန်တော်ကိုတစ္ဆာဖောက်ပြီးယာတူလူခဲ့တဲ့ရီးစားဟောင်းစီတွားလိုက်တယ်သူမကကျွန်တော်ကိုမြင်တော့ဒေါသတကြီးနဲ့နင်ဒီကိုဘာလာလောက်တာလဲငါတို့လမ်းခွဲပြီးပြီလေနင်ဘာလို့ငါနောက်တက်လို့ရှောက်လိုက်နေတာလဲဒီမှာဘာလာသေးတာလဲအခုချက်ချင်းထွက်သွားမဟုတ်ရင်ပြဿနာကြီးကျယ်တက်လိမ့်မယ်လို့ဟုတ်တယ်သူမကိုကြည့်ပြီးကျွန်တော်တွေးမိတာကအစကတော့ငါတို့လက်ထက်ကြမယ်ကိုပိုင်အိမ်လေးနဲ့ပျော်စရာဘဝလေးတိဆောက်ကြမယ်လို့တွေးခဲ့တာဒါပေမဲ့သူမရဲ့အပြုတ်မှုတွေကြောင့်အဲ့ဒီပျော်စရာဘဝဆိုတာရေးစရာတစ်ခုဖြစ်ခဲ့ရပြီးအခုအဲ့ဓာတွေကိုပြန်တွေးမိတော့ကိုတောင်ရေးချင်မိတယ်ငါဘလို့ဖြစ်ပြီးဒီလောက်အထိဦးအတဲ့အမှားမျိုးလုပ်ခဲ့မိပါလေကျွန်တော်ကပြုံးရင်နင်တကယ်ကိုကောင်းမွန်တဲ့နေရာတစ်ခုကိုရထားတာပဲဒါပေမဲ့အခုတော့နင်ပျက်စီးမဲ့လမ်းပေါ်ရောက်နေပြီးဒါတွေအားလုံးကမန်နေဂျာချမ်းစီစဉ်ပေးထားတာပေါ့နင်က900တူကိုလိုချင်လို့သူ့နဲ့အိတ်ခဲ့တာကိုလို့ပြောလိုက်တော့သူမကနင်ဘာရီလာလျှောက်ပြောနေတာလဲလို့အော်တယ်ကျွန်တော်ကငါနင်နဲ့စကားလာများနေတာမဟုတ်ဘူးအတိတ်ပဲမရှိတဲ့မိန်းမလို့ပြောလိုက်တော့သူမထရက်ပြီးဒေါသတကြီးနဲ့လင်ဖုံးငါနင့်ကိုတတိပေးလိုက်မယ်ဒီကနေငြိမ်လေးထွက်သွားစမ်းပါလူတွေအများကြီးရှိမှအဆက်မကွဲချင်ရင်လို့ဆိုတယ်အဆက်ကွဲရမယ်ဟုတ်လားလို့ပြောပြီးကျွန်တော်ကလှောင်ပြုံးလိုက်တယ်ဘာတွေတိတ်ပဲမရှိတာလဲဘသူကအဆက်ကွဲရမှာလဲဘသူရှိမှလဲနင်ကလူဆောက်ပဲနင်လိုညစ်ပတ်တဲ့မိန်းမမျိုးကိုငါကတရွေးတောင်ထွေးချင်တာမဟုတ်ဘူးလို့ပြောလိုက်တဲ့အခါပဝင်းကျင်ကလူတွေကဝိုင်းပြီးတူပြောကုန်ကြတယ်လင်ဖုံးကဘလို့ဖြစ်ပြီးပြန်ရောက်လာတာလဲသူကမန်နေဂျာချမ်းကိုထိုးခဲ့တာမဟုတ်ဘူးလားဒီကိုပြန်လာရဲတဲ့တတိကဘယ်ကရတာလဲပြီးတော့သူကပိုကောင်းတဲ့ယာရုရထားတယ်လို့ကြားတယ်အတွင်းသတင်းအေးရစုချန်ကသူ့ရေးစားလေးစဉ်းစားကြည့်ဦးဒီမိမကတာမန်မဟုတ်ဘူးမန်နေဂျာနဲ့အိပ်ပြီးဒီယာတူကိုချက်ချင်းရတာဆိုတဲ့စကားတွေကိုကြားရတော့သူမရှက်လွန်းလို့မျက်နှာတစ်ခုလုံးနီးမြန်းသွားရတယ်သူမရဲ့အမှန်တရားတွေပေါ်ကုန်တော့ဒေါသတကြီးနဲ့လင်ဖုံး
နင်အခုချက်ချင်းမထွက်သွားရင်ငါလုံခြုံရေး security ခေါ်လိုက်မယ်အခုချက်ချင်းထွက်သွားစမ်းလို့អော်တယ်ကျွန်တော်ကတီတီငင်ငင်နဲ့ပဲអော်ခေါ်လိုက်လေလုံခြုံရေးတွေလာရင်ဘာလို့မလဲဆိုတာငါလည်းကြည့်ကျင်သေးတယ်ငါကူတကယ်ပဲမောင်းထုတ်မလားလို့ပြန်ပြောလိုက်တယ်သူမကနေမသဘောလဲလို့မေးလို့ကျွန်တော်သူမနာတုတ်ကတ်သွားပြီးနင်ကလူပဲဆိုလိုတာကနင်လိုမိမမျိုးဒီနေရာမှာအကြာကြီးနေရမှာမဟုတ်တော့ဘူးဘာလို့လဲဆိုတော့အဲ့ဒီမန်နေဂျာရဲ့ရုံညံ့တဲ့လုပ်ရက်တွေကြောင့်သူ့ကိုဒီကုမ္ပဏီကနေငါအဆိုးရွားဆုံးနီးလန်းနဲ့မောင်းထုတ်ပြစ်မှာမလို့ပဲလို့ပြောလိုက်တယ်အဲ့ဒီချိန်မှာပဲမန်နေဂျာရောက်လာပြီးနင်ကစကားတွေတော်တော်ကြီးကြီးကျယ်ကျယ်ပြောနေတာပဲလင်ဖုန်းနင်ဒီကိုပြန်လာရဲသေးတယ်ပေါ့ငါနင်နဲ့ရှင်းစရာတွေရှိသေးတယ်ပြန်လာကောင်းတာပေါ့လို့ဆိုတယ်ကျွန်တော်ကမန်နေဂျာချမ်းကျွန်တော်လည်းဗာစင်းရှင်းချင်လို့လဲလို့မေးလိုက်တဲ့အခါသူကကျွန်တော်နားလာပြီးလောင်ပြောင်တဲ့လေတံနဲ့နင်လိုအဆက်မရှိတဲ့လူမျိုးကဒီလောက်အဆက်ကွဲပြီးတာတောင်ဒီကိုပြန်လာရဲသေးတယ်ပေါ့လို့ပြောတယ်ကျွန်တော်ကငြိမ်ပြီးနားထောင်နေလိုက်တယ်သူကဆက်ပြီးနင်ငါ့ကိုဒူးထောက်ပြီးတောင်းပန်ရင်ငါနင့်ကိုအလွယ်တကူခွင့်လွှတ်ပြီးကုမ္ပဏီမှာပြန်ခန့်ပေးမယ်လို့ပြောပြီးကျွန်တော်ရီစားဟောင်းကိုသူ့ဘက်ဆွဲဖက်လိုက်ကရှင်းရှင်းလေးပဲဒူးထောက်တောင်းပန်ပြီးငါမိမနာကနေဝေးဝေးနေလို့ပြောလိုက်တဲ့အခါပတ်ဝန်းကျင်ကလူတွေအားလုံးအံ့ဩသွားပြီးအိုးဒါတကယ်ဒရမာကြီးပဲလို့ဝိုင်းပြောကြတယ်ဒါပေမဲ့ကျွန်တော်ကတော့စိတ်ပိုင်းဖြတ်ပြီးသားပါဒီတစ်ချိန်တော့သူ့ကိုကုမ္ပဏီကနေအဆက်အကွဲဆုံးနည်းနဲ့မောင်းထုတ်ပြီးသူ့ရဲ့ယာတူးကိုပါကျွန်တော်လူယူဖြစ်ပါမယ်